ခုလမ်းလျှောက်သွားမယ့်နေရာက Eagle Lake လို့ခေါ်တယ်ဒါ Eagle Lake ရပ်ကွက်ပေါ့နော်အေးချမ်းပါတယ်ကဲပဲအေးချမ်းတိတ်ဆိတ်တဲ့ရပ်ကွက်လေးပါဆိုတော့ Eagle Lake ကိုသွားပါမယ်အဲ့နားမှာလမ်းလျှောက်ပါမယ်ကျွန်တော်ရက်ကွက်ကတော့ရက်ကွက်ဟောင်းကြီးပါပဲ1950ကျော်ကလေးကဒီထောင်ထားတဲ့ရက်ကွက်ဆိုတော့အိမ်တွေကလည်းတော်တော်လေးဦးနေပြီနေရာလည်းတော်တော်လေးအဆက်ကြီးနေပြီဒီတစ်ချက်ရက်ကွက်ထဲမှာအသက်ကြီးတဲ့သူတွေပဲများတယ်လူငယ်တွေဆိုရင်ဒီမှာတိတ်မနေကြတော့ဘူးအသက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေအဲကြောင့်မလို့ရက်ကွက်ထဲမှာကားလည်းတိတ်မမြင်ရဘူးလူလည်းတိတ်မမြင်ရဘူးဒါမဲ့ကျွန်တော်ရက်ကွက်ကအေးချမ်းတယ်တခိုးမရှိဘူးတမမရှိဘူးအိမ်ကကားကိုယ်တော်နေတဲ့တစ်ပတ်လုံးဖွင့်ထားလို့ရတယ်ဘာမှပြဿနာမရှိဘူးရဲရတယ်အမြဲတမ်းပတ်တယ်ဆိုတော့ကျွန်တော်ရက်ကွက်ကတော့တကယ်ကိုလူချမ်းသာတွေတအားမများပေမဲ့စိတ်ချမ်းသာတယ်နေရတာအိမ်မတန်ကောင်းပါတယ်ຫນွေဥပေါက်ဆိုတော့ဂျာဒီဥတုကတော့အားကြီးမစိမ့်လန်းသေးပါဘူးဒါမဲ့ကြည့်လို့ရှုလို့ကောင်းပါလေဒီနေ့ကတော့နေသိမ့်မပူဘူးပေါ့နော်ဆိုတော့လမ်းလျှောက်လို့ရန်ကောင်းပါလေရှေ့ကရေကန်လေးကတော့ Eagle Lake ပါ Eagle Lake ကိုရောက်ပါပြီရေကန်ပတ်ပတ်လည်မှာရှိတဲ့အိမ်လေးတွေစီးကြည့်ပါတယ်ရှုခင်းလေးတွေလည်းလာတယ်ဒါတော့ Eagle Lake အစလေးပေါ့နော်ရေကန်တေးသေးလေးပါရေကန်ပတ်ပတ်လည်မှာကျမ်းမာရေးကောင်းဖို့ရင်တဲ့လမ်းလျှောက်ဖို့သူတို့ပြင်ဆင်ထားပေးတဲ့နေရာလေးတွေဖြစ်တယ်လမ်းလျှောက်ဖို့အင်တန်ကောင်းတဲ့လမ်းလေးလောက်ထားပေးပါတယ်ပန်းလေးတွေစပွင့်လာပါပြီအမစံလာပါတယ်ဒီအမေရိကန်မှာထူးခြားတာတစ်ခုကတော့ပန်းတွေစပြီးတော့ပွင့်တက်ပါတယ်ကန်ပတ်ပတ်လည်မှာအိမ်ကြီးရှိတယ်ဈေးကြီးတဲ့အိမ်တွေပေါ့နော်ရမ်းလာပါလေဒီနေရာတော့ကျုံးကလေးပုံစံမျိုးလေးလှုပ်ထားတယ်လမ်းလျှောက်တဲ့သူတွေလမ်းလျှောက်လို့ရအောင်
ပြီးရင်ဒီမှာအနားယူပြီးတော့စကားပြောလို့ရအောင်ထိုင်ခုံလေးတွေပါလှုပ်ထားပြီးဒီရေကန်လေးပါဟိုးရှေ့မှာမြင်တဲ့အတိုင်းပဲငါပြင်းပြေလာငါများတဲ့သူလည်းရှိပါတယ်ငါတော့တိတ်မရှိပါဘူးဒီမှာဟိုးဘယ်ငါနေလဲရှိရလူကြိုက်တတ်ပါတယ်ဘာလို့လဲဆိုတော့ဟိုမှာဥနေတာသူကဒီမှာအမတကောင်ဥနေတယ်ခနေတာကဘယ်ငန်းနေနေအေးတဲ့အချိန်မှာသူတို့ခနေတာမပြန်နိုင်တော့ဒီမှာဥတော့ဒီမှာကလေးပွဲကိုဒီမှာပဲနေကြတယ်ဒါတော့အမပေါ့နော်ဘုတ်ဒါကတော့အထီးတောင်းလျှောက်ရေးလုပ်နေပါတယ်ကျွန်တော်တော့ဖိုက်ခိုက်မဲ့သဘောရှိတယ်အနာမကတ်ရဲတော့ဟိုးအဖက်မှာလည်းအများကြီးပဲဟာဒီမှာဘဲလေးတွေတာယာလိုက်တာအမေရိကန်နိုင်ငံမှာတော့ဒီလိုပဲဘဲလေးတွေကိုဘေးမဲ့ထားတယ်အမျိုးရေကန်နေမှာဘယ်သူမှမဖမ်းဘူးဘယ်သူမှမတက်ဘူးကျွန်တော်ရက်ွက်ကြားထဲမှာဆိုယုံနေလဲအများကြီးရှိတယ်အခါတလေသမင်းနေတရေဒီလဲလာတယ်ဒါမဲ့ဖမ်းခွင့်တက်ခွင့်မရှိပါဘူးရက်ကွက်ကကလေးကစားကွင်းလေးလည်းရှိတယ်ကလေးတွေကြီးတွေတာပြီးတော့ကစားလို့ရတယ်ပန်းဖြေလို့ရတယ်ပြီးအဲ့ဘေးနားမှာကင်စားဖို့လေကင်စရာနေရာတွေလည်းလှုပ်ထားတယ်ဆိုတော့ပိတ်ရက်တို့ holiday တို့ကလေးတွေလာနာရင်နဲ့ဒီသားစုတွေလည်းစားတော့လို့ရတယ်ကင်စားလို့ရတယ်အင်မတန်ကောင်းတဲ့နေရာလေးပါကျွန်တော်ရက်ခွက်ရက်ရေကန်ရက်ဘုဒီလေးတွေပေါ့နော်ဒီကစားကွင်းနေလမ်းလျှောက်တဲ့သူရှိတယ်စပင်းစီးတဲ့သူရှိတယ်ခွေးတွေနဲ့လည်းလာကြတယ်ရတဲ့ပင်လေးလေးလည်းစိုက်ထားတယ်ဂျာမီမှာစိမ်းလန်းလာတော့မယ်ဒါဒီတူကနေဦးပေါက်လာပြီဆိုတော့ရေကန်နဲ့ပတ်သက်ပြီးတော့စီကန်းလေးတွေရှိရဲငါဘယ်လိုများမလဲအမိုက်တွေကိုဘယ်မှာပြည့်ရမလဲဘယ်လိုသိမ်းရမလဲဒီမှာတမစီကန်းကြည့်ပါတယ်ရေဟူဖို့ရန်အတွက်ဒါမင်းထိုးဖို့ရန်အတွက်လည်းခွင့်မပြုဘူးပြီးရင်ဒီမှာရှိတဲ့ဘဲတို့ဘာတို့ဒီမှာနော်စာမကျွေးရဘူးပြီးတော့ခွေးနဲ့ပတ်သက်ပြီးတော့ခေါ်လာရင်ဘယ်လိုလုပ်ရမလဲဆိုတာကအစပေါ့နော်စီကန်းတွေရေးထားပေးပါတယ်